လူးညီနောင်နဲ့မောင်ခွန်မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြန်မာရာဇဝင်ထဲမှာလူသိနဲလာတဲ့ဒါပေမဲ့တကိတ်ကိုရင်းပတ်ထဲထိရောက်သွားစီမဲ့ဘလူးညီနောင်ရဲ့ပုံပြင်တစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတဲ့အချိန်ကျွန်တော်တို့မြန်မာပြည်ရဲ့အနောက်ဘက်ကမ်းရိုးတန်းကရှောင်မှာတောင်ပစိုးကရုံလုံးခေါ်တဲ့တောင်တန်းကြီးတစ်ခုရှိခဲ့ပါတယ်အဲ့ဒီတောင်ဟာတစ်နှစ်ပတ်လုံးမြူတွေဖုံးနေပြီးလူသူမနီးတဲ့အရက်ပေါ့ရွာသားတွေကတော့အဲ့ဒီတောင်ကိုကြည့်ပြီးဘလူးတွေနေတဲ့တောင်ဆိုပြီးအယမ်းကြောက်ကြပါတယ်ညဘက်ဆိုရင်လည်းတောင်ပေါ်ကနေဝူးဝူးနဲ့ဟင်းဟောက်တန်ကြီးတွေကြားရတယ်လို့ဆိုကြတယ်လေဒါပေမဲ့တကယ်အမှန်တရားကပါလေအဲ့ဒီတောင်ပေါ်မှာနေထိုင်တာကတော့ကြောက်စရာကောင်းတဲ့ဘလူးတွေမဟုတ်ပါဘူးနန္ဒနဲ့ဗတ္တလို့ခေါ်တဲ့ဘလူးညီနောင်နှစ်ယောက်ပါအကိုဖြစ်သူနန္ဒကတောင်တလုံးကိုလက်နဲ့ရိုက်ရင်ပြိုကျနိုင်လောက်အောင်ခွန်အားကြီးတယ်လို့ညီဖြစ်သူဗတ္တမှာတော့ထူးခြားတဲ့ရွှေရောင်မျက်လုံးတွေရှိပါတယ်ဒီမျက်လုံးတွေကအမောင်ထုထဲမှာတင်မကဘူးမြေကြီးတွေကရတနာတွေကိုပါဖောက်ထွင်းမြင်နိုင်တဲ့တကူရှိတာပေါ့ဒီနေ့မှာတော့ဒညဝရီတိုင်းပြည်ကြီးမှာခုနှစ်လတိုက်တိုက်မိုးမရွာတဲ့ကတ်ဆိုးကြီးစိုက်လာပါတော့တယ်လေကွင်းတွေအကွဲတဲ့ကျွဲနွားတွေတေးကုန်တယ်လူတွေဟာရေတပေါက်အတွက်ငိုယိုနေရတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာတိုင်းပြည်ရဲ့စစ်သူကြီးမောင်ခွန်ကတိုင်းပြည်အတွက်ရေရှားမယ်ဆိုပြီးတောင်ပစိုးကရုံးစီကိုတူးတဲ့ရောက်လာခဲ့ပါတယ်မောင်ခွန်တောင်ကြီးမှာအိတ်ညီတော့မှပဲဝုန်းဝုန်းဆိုရဲခြေတံကြီးတွေနဲ့သူမြေကြီးတွေတုံခါလာတယ်သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါဟိုးအမြင့်ကြီးမှာကိုလုံးကိုထဲ3ဆလောက်ရှိတဲ့ဘလူးကြီး2ယောက်ကိုမြင်လိုက်ရတာပေါ့မောင်ခွန်ကတော့ဓာတ်တိရှိဓားကိုဆွဲထုတ်လိုက်ပေမဲ့အကိုကြီးနန္ဒကစကားစပြောလိုက်ပါတယ်လူသားလေးမင်းနဲ့ဓားကိုတင်လိုက်ပါမင်းတို့တိုင်းပြည်ဒုက္ခရောက်နေတာကိုငါတို့သိပါတယ်ငါတို့ကမင်းကိုကူညီခြင်းလို့လာတာပါတဲ့ဒီစကားကြောင့်မောင်ခွန်ဟာဘလူးတွေအပေါ်ထားတဲ့အမြင်တွေစတင်ပြောင်းလဲသွားပါတော့တယ်ဘလူးညီနောင်ကမောင်ခွန်ကိုပြောပြပါတယ်ဒီကဆိုးကိုကဲတင်ဖို့ဆိုရင်ပင်လယ်အောက်ခြေကမိုးမခါပူရီကိုရမှချစ်တယ်တဲ့သူတို့3ယောက်သားပင်လယ်ခန်းဆက်ကိုခရီးနှင်ကြတယ်ရောက်တဲ့အခါမှာတော့ဗတ္တကသူ့ရဲ့ရွှေရောင်မဲလုံးနဲ့ပင်လယ်အောက်ကိုကြည့်ပြီးဟိုမှာနဂါမင်းကေတရာဇာရဲ့ဂူထဲမှာပူရီရှိတယ်လို့လမ်းညွှန်ပေးလိုက်ပါတယ်မောင်ခွန်ရီတဲကိုငုတ်ဆင်းသွားတဲ့အချိန်မှာပဲပင်လယ်ပင်ကြီးကဘုံဘုံလဲအောင်လိုင်းထလာပါတော့တယ်အစိတ်ငွေ့တွေမုတ်ထုတ်နေတဲ့နဂါမင်းကြီးပေါ်လာပေါ့ဒီနေရာမှာအကိုကြီးနန္ဒကသူ့ရဲ့ခွန်အားကြီးမားလာတဲ့လက်မောင်းတွေနဲ့နဂါမင်းကိုပင်လယ်ထဲမှာဆင်းပြီးလုံးထွေးတပ်ပုတ်ပါတော့တယ်မောင်ခွန်မင်းပူရီကိုပဲရအောင်ယူဒီနဂါကိုငါတားထားမယ်နန္ဒကဟင်းဟော်ပြီးအော်ပြောတယ်အဲ့ဒီတိုက်ပွဲကတကယ်တကူပြင်းထန်လို့ပင်လေရီရီတောင်ညီတဲကုန်တယ်လို့ဆိုကြတယ်နောက်ဆုံးမှာတော့မောင်ခွန်ဟာတကိုးရှိတဲ့ပူရီကိုရရှိသွားခဲ့ပါတယ်ဒါပေမဲ့ပူရီကိုယူပြီးပြန်တက်လာတဲ့အချိန်မှာနဂါမင်းရဲ့အချိန်စားကြောင့်တောင်တန်းကြီးဟာအခြေကနေပြိုကျလာပါတော့တယ်ဂျင်းဝုန်းနဲ့ပြိုကျလာတဲ့ကြောက်ဆောင်ကြီးတွေကမောင်ခွန်ရဲ့ထွတ်ပေါက်ကိုပိတ်တော့မဲ့အခြေအနေပေါ့အဲ့ဒီအချိန်မှာဘလူးညီနောင်2ယောက်ကဘာလုပ်လိုက်တယ်လဲသိလားသူတို့ရဲ့ကြီးမားတဲ့ပခုံးတွေနဲ့ပြိုကျလာတဲ့တောင်ကြီးကိုပြင့်မှချကြတာဗျာသူတို့ကိုယ်ပေါ်မှာသွေးတွေချင်းချင်းနီနီပေမဲ့လက်ကိုမလျှော့ဘူးမောင်ခွန်အမြန်ပြေးငါတို့ဒီတောင်ကိုခဏပဲထိန်းထားနိုင်မယ်မင်းလွတ်မှာတိုင်းပြည်ကလူတွေအသက်ရှင်မယ်တွားတော့လူနန္ဒကနောက်ဆုံးအချိန်အိုပြောလိုက်တယ်မောင်ခွန်ဟာမျက်ရည်တွေနဲ့သူတောင်ကြီးကိုအမြန်ပြေးဆင်းခဲ့ရပါတယ်သူလွတ်သွားတာနဲ့တပြိုင်နက်တောင်ကြီးဟာဝုန်းကနေပြိုကျမိဘလူးညီနောင်ဟာမြင်းအုပ်ထဲမှာထာဝရပိန်မိသွားပါတော့တယ်မောင်ခွန်တိုင်းပြည်ကိုပြန်ရောက်ပြီးပူရီကိုမြောက်လိုက်တဲ့အခါမှာတော့ကောင်းငင်ရံကနေမိုးတွေသေးကြီးရွာချလိုက်ပါတယ်တိုင်းပြည်ကြီးပြန်လဲစိမ့်လန့်လာတယ်ဒါပေမဲ့မောင်ခွန်ကတော့သူ့ရဲ့ကျေးဇူးရှင်ဘလူးညီနောင်ကိုမမေ့နိုင်ခဲ့ပါဘူးသူဟာတောင်ကျေမှာကြောက်စာတိုင်ကြီးတိုင်စောက်ခဲ့တယ်အဲ့ဒီမှာရေးထားတာကတော့ရုပ်ရည်ဆိုတာအပြင်ပန်းနဲ့တကယ်မြစ်တာတရားကတော့နှလုံးသားထဲမှာရှိတာပါတဲ့ကဲကျွန်တော်ရဲ့ပုံပြင်လေးကတော့ဒီမှာပင်ပြီးပါပြီဒီပုံပြင်လေးကိုကြည့်ပြီးဘလူးဆိုတာကြောက်စရာမဟုတ်ပဲစိတ်ထားဖြူစင်းတဲ့သူရဲကောင်းတွေလည်းရှိနိုင်တယ်ဆိုတာကိုတည်သွားကြမှာပါဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးပါဦးနော်နောက်ထပ်ဘလူးရာဇဝင်ပုံပြင်မျိုးတွေနားထောင်ခြင်းလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်